ရဲလေးနဲ့တငယ်ချင်းနှစ်ယောက်ရန်ကုန်မှာဂျပန်တင်တန်းတက်ဖို့အထုပ်ကိုစီနဲ့နေကနေတက်လာခဲ့ကြတယ်။ရန်ကုန်ရောက်တော့တငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့အခန်းလိုက်ရှာကြတယ်။အဆောင်မှာကနှစ်ယောက်ခန်းမဲ့လွတ်တော့၃ယောက်နေလို့အဆင်မပြေတာနဲ့တိုက်ခန်းမှာပဲစုနေကြမယ်ဆိုပြီးတိုက်ခန်းလိုက်ရှာကြတယ်။ရက်ွက်ထဲထိပတ်ရှာပတ်မိပြီးအခန်းလွတ်တစ်ခန်းကိုသူတို့တွေ့ကြတယ်။လေးလွှဆိုပြီးမဲ့လူငယ်တွေဆိုတော့နေလို့ရရင်ရပြီဆိုပြီးငှားမဲ့အိမ်ရှင်ကိုဖုံးဆက်တော့ပွဲစားစီပဲလွှဲပြီးတယ်။အဲ့ဒါနဲ့ပွဲစားနဲ့ပဲစကားပြောပြီးအိမ်ကိုတက်ကြည့်ကြတော့အိမ်ကလွတ်နေတာတရလောက်ရှိပြီတဲ့အရင်ကနေခဲ့တဲ့အိမ်ငါးတွေက3လအစာလုံးချုပ်ပြီး2လပဲနေပြီးဘာမှမပြောဘဲပြောင်းသွားကြလို့မောင်လေးတို့ရောက်လာတာကွက်တီပဲဆိုပြီးပြောတော့ရဲလင်းတို့လည်းနေကပါလာတဲ့ပတ်စံလေးနဲ့အခန်းကိုတန်းကားလိုက်ကြတယ်တရက်ထဲအခန်းလိုက်ချပြီးအခန်းတန်းရတာရန်ကုန်မှာမလွယ်တဲ့ကိစ္စဗျရဲလင်းတို့ကန်ကောင်းတယ်လို့ပြောလို့ရတယ်ပထမကရဲလင်းတို့လည်းအခန်းရှာမရရင်တငယ်ချင်းအဆောင်ပဲလိုက်အိမ်မယ်လှုပ်ထားတာအခန်းတန်းရသွားတော့အဆင်ပြေသွားကြတာပေါ့အခန်းကတိတ်တော့မတန့်ဘူးဗျဒါပေမဲ့ရဲလင်းတို့ကလူငယ်တွေဆိုတော့အဲ့ဒါကအရေးမကြီးဘူးပေါ့ဗျာခန်းတန့်ရှင်လို့ပြီးတငယ်ချင်း၃ယောက်နေလိုက်ကြတယ်အခန်းကရေချိုးကန်းမီးကပြက်နေတာဗျမိတ်တုံနဲ့ရဲလင်းတို့လည်းအခုမှဆက်ရောက်ကြတာဆိုတော့မီးလုံးမလဲရသေးဘူးပေါ့ရေချိုးရင်နည်းနည်းမောင်တော့ဖုံးမီးလေးနဲ့ချိုးရရတယ်ရေချိုးရင်မိမအတန်နဲ့စကားပြောသလိုညီးသလိုအတန်ကိုရဲလင်းကြားလိုက်တယ်ဗျစက်သိန်းတော့ဖြန်းကနေထသွားတယ်ဒါပေမဲ့ဘေးကန်းကအတန်နေပါဆိုပြီးရေခက်မြင်သာချိုးလိုက်တယ်ညဘက်ရောက်တော့တငယ်ချင်း၃ယောက်စုလိုက်ကြတယ်တကောင်အချိန်လောက်မှာခြေတံကြားလို့ရဲလင်းလက်လုံးလာလေအဲ့ရအစိမ်ဖြစ်နေတာလဲပါတာပေါ့ဗျာတခုခုဆိုစိတ်မဖြောက်ဘူးဖြစ်နေတာပေါ့တငယ်ချင်းကြည့်တော့လေအဲ့ဒါတိုးနေတာပဲအဲ့ဒါနဲ့အတင်းလို့ပြီးမင်းတို့ခြေတံနေပါလေကြားသေးလားမင်းတော့ဘာမှမကြားဘူးပြောကြတယ်ရဲလင်းလဲနားကြမားတာပါပဲနေပါပါဆိုပြီးပြန်အိတ်လိုက်တယ်နောက်ပဲကြတော့ရဲလင်းတို့လည်းတင်းနှဲစုံစမ်းပြီးတွားရကြတယ်အိမ်အတွက်လိုအပ်တာတွေလည်းဝယ်ကြတာပေါ့မမောပန်းနဲ့အိမ်ပြန်လာကြပြီအိမ်ရောက်တော့မီးပြတ်နေလေရဲ့အခန်းမှာဖျားပုံတော့မရှိတော့ဖျားပုံလေးပါဝယ်လာကြတယ်ဒါပေမဲ့သူတို့မီးလုံးဝယ်ဖို့တော့မေးခဲ့ကြတယ်မီးကလည်းပြတ်နေတာညမဲ့မိုးချုပ်ခါနေကြီးမလာဘူးဗျအဲ့ဒါနဲ့တငယ်ချင်း၃ယောက်လည်းထမင်းတော့ဝယ်စားဖို့လုပ်ကြတယ်ရဲလင်းကအင်္ဂါထပ်ပေးလိုက်တဲ့အမဲကြော်တွေပါတော့ပါဆယ်မာပြီးအိမ်မှာကြံခဲ့လိုက်တယ်မောင်နဲ့ဖုံးထွားရင်သုံးနေတာရုတ်တရက်အိမ်သားတွေကရေဆွဲချတဲ့ကြားလိုက်ရောဗျရဲလင်းနဲ့လက်ပြီးအိမ်သားတကားဖွင့်ကြည့်တာဘာမှမရှိဘူးဗျအဲ့ဒါနဲ့ရဲလင်းနဲ့ဘေးကန်းကားပါလို့ထပ်တွေးလိုက်တယ်မကြဘူးရှေ့တကားကိုလာထုတာဗျအဆက်မပြတ်ကိုထုနေတာရဲလင်းကဘသူလဲမေးတော့ဘာမှပြန်မပြောဘူးရဲလင်းလည်းတော်တော်ကြောက်နေပြီအခန်းတစ်မှာမီးမမောင်နဲ့တယောက်ထဲကျန်ခဲ့တာဆိုတော့လူလားသေးလားလည်းမသိဘူးတုံကြီးနဲ့မင်းနေတော့ဖြတ်ခနဲ့မီးပြက်လာရောဗျအဲ့ဒါနဲ့ရဲလင်းလည်းကြောက်စိတ်ပျောက်သွားပြီတကားကိုဖွင့်လိုက်တော့ဘယ်သူမှမရှိဘူးဒါကတော့တေးကြနေပြီတရေ6ခံလိုက်ရတယ်ဆိုတာခဏနေတော့ရဲလင်းတငယ်ချင်း2ယောက်လည်းပြန်ရောက်လာရောအကျိုးကြောင့်ပြောပြတော့တငယ်ချင်းတွေကမယုံဘူးသူတို့မှမခံလိုက်ရတာဆက်ရောက်ထဲကအေးဆေးဆိုတော့မယုံဘူးရဲလင်းကိုတော့လှောင်လိုက်သေးတယ်ရဲလင်းလည်းဆက်မပြောတော့ပဲပါဆယ်မာလိုက်တဲ့ထမင်းနဲ့ဟင်ကိုထိုင်စားတယ်အင်္ဂါထည့်ပေးလိုက်တဲ့အမဲကျော်တော့ထုံမစားရတော့ဘူးဗျရဲလင်းတငယ်ချင်းကရဲလင်းကိုလှမ်းပြီးမင်းအမဲကျော်မစားဘူးလားကြောက်နေနဲ့စားလို့ရပါတယ်ကွာဘာမှမဖြစ်ပါဘူးဆိုပြီးလှမ်းစားတော့ရဲလင်းကလည်းငါမကြောက်ပါဘူးကွာမစားချင်လို့ပါအဲ့ဒါနဲ့ရဲလင်းတငယ်ချင်းကမင်းမစားရင်ငါတို့ဘီယာနဲ့မြည်မယ်ဆိုပြီးယူစားကြရောဗျတငယ်ချင်းတယောက်ကအပြန်တော့ကဘီယာပလင်းပါဆယ်ဆွဲကြတာကိုဗျရဲလင်းကမတော့ပြတော့တငယ်ချင်း2ယောက်ပဲထိုင်တော့ကြပြီ
ရဲလင်းကိုစနေကြတယ်ဒီညတော့ရဲလင်းကငကြက်တက်ပြီးအစောကြီးအိတ်သွားရောဗျကျန်တဲ့နှစ်ယောက်လည်းမူပြီးစကားပြောကြရင်အိတ်ပြောကြရောဗျခဏနေတော့ရဲလင်းတို့အိတ်နေတဲ့ဖြာကိုလာဆွဲတာဗျတယောက်မှမနိုးကြဘူးရဲလင်းကတော့နိုးသလိုဖြစ်ပေမဲ့သူ့တငယ်ချင်းစနေတဲ့ထင်တာခဏနေတော့နောက်ဖေးဘက်ကပကယ်နေကြောက်ွယ်ရောဗျအဲကြမှာရဲလင်းနဲ့လက်နိုးပြီးသူ့တငယ်ချင်းငမူးလျောက်ကိုခေါ်လို့တော့သူတို့ဖြာကတကားပေါင်နာကိုရောက်နေပြီဗျပကယ်ကိုသွားကြည့်တော့လေအမဲကျော်ထည့်ရတဲ့ပကယ်ဗျအဲကြမှာတငယ်ချင်းတွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးလန့်ကုန်ကြရောတငယ်ချင်း၃ယောက်လည်းအဲညတော့မအိပ်ရတော့ဘူးဒါပေမဲ့ထပ်ပြီးတော့ရဲရောင်တော့မပြတော့ဘူးဗျပြောချင်တာကတော့အိမ်တစ်နေရာတစ်တွေကမကြွမလို့ဒါနာဘဝတွေကနှုတ်ဆက်တာမျိုးသူတို့မကြိုက်တဲ့အရာတွေကိုမလုပ်စေချင်တာမျိုးမနေစေချင်တာမျိုးတွေရှိတတ်ပါတယ်အဲ့လိုအခြေအနေတွေမှာသူတို့အတွက်ကျွတ်လွတ်ပြီးကောင်းရမွန်ရရောက်ဖို့တာလို့ခေါ်အမြဝေပေးလိုက်ဖို့ပြောချင်ပါတယ်ခင်ဗျအဆုံးလေးနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလုံးလေးနှိပ်သွားပြပါအောင်ခင်ဗျ